ကျွန်တော်လိုက်လွတ်တာလေးပြတ်သွားတယ်နော်အဲ့ချဲက6နဲ့4တလုံးအထီကြီးကိုအဲ့အပူကခွာဘူးရှေ့ဘူးနောက်ဘူးပေါ့နော်6နဲ့4ကိုကီတလုံးပိုင်းသေးထားပြီးတော့6ဆိုရင်ရှေ့ဘူးနောက်ဘူးခွာဘူး4ဆိုရင်လည်းရှေ့ဘူးနောက်ဘူးခွာဘူးအဲ့လိုလာလိမ့်မယ်နော်ချဲမှာကျွန်တော်ရဲ့တွက်ခွန်အရာတွေ့တာပေါ့နော်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ချဲတင်ပေးဖို့ကမေ့ပြီးတင်မပေးလိုက်တော့ပြီးခဲ့တဲ့ဘက်ကလည်းချဲအဲ့လိုပဲခွန်ရှက်အထီကြီးကို3လုံးညီကိုဆိုပြီးရတာမတင်ပေးခဲ့လိုက်လို့မျိုးတို့တင်ပေးလိုက်လို့ရှင်နားဟိုဟာကိုယ့်ဘာကိုကန်ပေးလို့ဆက်လို့ရှင်တွက်ချက်စဉ်းစားထိုးလို့ရှင်ပေါက်ကြအောင်ပါဒီဘက်ကတော့ချဲရတော့เนาะ6လေးအထီကြီး6ကိုရှေ့ဘူးနောက်ဘူးခွာဘူး4ကိုလည်းရှေ့ဘူးနောက်ဘူးခွာဘူးအဲ့လိုလာလိမ့်မယ်เนาะကဲဘိုင်းဘိုင်းအမျိုးတို့ပေါက်ကြပါပြီ